အပြင်ကိုထုတ်ဖို့တေးသေးချာချာပြင်ဆင်နေတော့မှပဲအန်ဒီရဲ့ကကြားရောက်လာပါတော့တယ်သူကဖျောင်းနိုင်တဲ့တိုင်ကိုထွန်မိဂူဝါစီကဖြည်းဖြည်းချင်းတိုးသွားခဲ့တယ်ဂျာပလင်ပပလဲမှာဆန်ချီမြန်လောက်တင်းငယ်တဲ့ထောင်ချောက်ကြိုးဒီအများကြီးဝိုင်းနေလာကိုသူတတိထားမိသွားတယ်ပလင်ဘောကတန်လုံးလေးကတော့သူတို့ရဲ့ပြစ်မှတ်ပေါ့သူကတန်လိုက်တစ်ခုကိုထုတ်ပြီးအပေါင်ထဲကိုတတိထားမိလှမ်းနိုင်လိုက်တယ်ကျိုးကျမြန်လောက်ပြတ်သွားတာနဲ့နေရန်တွေကနေအစိတ်လူများတွေချက်ချင်းပြစ်လို့လာမှာကန်ကောင်းထောင်မဆွာမဲကျိုးတွေကိုထိမ့်ပေးထားတဲ့သူ့အဖွဲ့ဝင်ကတွက်လာလို့ပေါ့သူတို့အချိန်မီရှောင်သိမ့်နေခဲ့လို့အသက်ပေးရလွတ်သွားခဲ့တယ်နေရန်မှာအကြာကြီးသွဲလောင်းခိုနေရလို့မောပန်းလာတာကြောင့်သူတို့ရဲ့လက်တွေခြေထောက်တွေချော်ကျလာတော့တယ်အန်ဒီရဲ့ရှိတာကိုတိလိုက်လို့သူပူပြီးမြန်မြန်လွတ်လိုက်ရတယ်နောက်ဆုံးစက္ကန့်မှာပဲတန်လိုက်နဲ့တန်လုံးကိုအောင်မြင်မြင်တင်နိုင်ခဲ့တယ်ဒါပေမဲ့အပြင်ကိုထုတ်ဖို့တေးသေးချာချာပြင်ဆင်နေတော့မှပဲအန်ဒီရဲ့ကကြားရောက်လာပါတော့တယ်နောက်ဆုံးချိန်မှာကျိုးတစ်ချောင်းပြတ်သွားခဲ့တယ်သူအချိန်မီအောက်ကိုခုန်ချနိုင်ခဲ့လို့တော်သေးတာပေါ့မကြခင်မှာပဲကူတင်ချိုင်းတဲ့ကရှုပ်ဝက်တကားတစ်ခုပွင့်လာခဲ့တယ်အထဲမှာတော့သူတို့အမြဲရှာဖွေနေတဲ့ချက်တနာတွေကိုတွေ့လိုက်ရတယ်သူကအဖွဲကိုကူတင်ချိုင်းရဲ့အထက်အထိပို့ပြီးခေါ်ဆောင်သွားခဲ့တယ်အဲ့ဒီမှာရာစာလန်တန်ကိုစုပ်ကန်ထားတဲ့ရှုပ်အလောင်းတစ်ခုကိုသူတို့တွေ့လိုက်ရတယ်အဖွဲပိုင်တယောက်ကလှိုင်းအယူမှတင်ထောင်ချောက်ကပွင့်သွားတော့တာပဲကူတင်ချိုင်းထဲကနေအင်းဆက်ကောင်တွေအုပ်အတောင်းလိုက်ထွက်လာခဲ့တယ်သူရာစာလန်တန်ကိုသွားယူနေတော့အဖွဲဝင်၃ယောက်ကကားကွယ်ပေးထားခဲ့တယ်ပြီးတော့သူတို့ထွက်ပေါက်စီကိုအမြန်ပြေးခဲ့ကြတယ်လူတိုင်းဘေးကင်းရာကိုရောက်သွားတဲ့အခါအဖွဲဝင်တယောက်ကကြိုတင်လောင်းထားတဲ့စီတွေပေါ်ကိုမီးထောက်လှမ်းပစ်လိုက်တယ်ချက်ချင်းဆိုသလိုပဲမီးထောက်တွေကဂူထဲကအင်းဆက်ကောင်တွေအားလုံးကိုဝါမျိုးသွားပါတော့တယ်